အားလုံးမင်္ဂလာပါမနေ့ကတော့ကျွန်တော်တို့ဒီဘိုင်ယန်ဆုံးပေါ့အာဆင်နယ်ကိုကကျွန်တော်ရွေးချယ်ပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာ Europa League တွေရှိတယ် Europa Conference League တွေရှိတယ်ဒီထက်မှာကျွန်တော်အကြိုက်ဆုံးပွဲပေါ့နော်ဒီမှာသုံးသပ်ပေးခြင်းနဲ့သုံးသပ် comment ပေးခြင်းပါတယ်ဆိုတော့ဘယ်ပွဲလဲဆိုရင်ကျွန်တော် Madrid နဲ့ Braga ဒီပွဲကိုပြောခြင်းပါတယ်အဲ့တော့ဒီပွဲကိုမပြောခင်မှာပထမဦးဆုံးအမှားပါခြင်းတယ်ပေါ့နော်အမှားပါခြင်းတယ်ဆိုတာကဒီကိုတို့ဒီကျန်တဲ့ဒီနေ့ညပေါ့နော်ဒီညမှာတခြားဒီတက်ပေါ့နော်ဒီပွဲမှာဖက်နဲ့တခြားသောရွေးချယ်မှုတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်အကောင့်ပိုင်းအောင်မှာတင်ပေးထားတဲ့ channel မှာဝင်ရောက်ပြီးတော့လေ့လာပေးပါအဲ့တော့ဘတ်တစ်အနေနဲ့ပေါ့နော် Braga အပေါ်အခုတစ်လုံးဆိုရင်အပြည့်နီးပါးရမယ်GB ပြန်ထုတ်ထားတဲ့ GB ကတော့နှလုံးဆိုရင်အပြည့်နီးပါးရှုံးမယ်ဒီမှာပြောရရင် Braga ကပေါ့နော်ပေါ်တူဂီအသင်းပေါ်တူဂီအသင်းဖြစ်တဲ့နဲ့အညီဒီပေါ်တိုလိုမဟုတ်ဘူးပေါ့နော်ပေါ်တိုကတော့Braga ထက်ပိုပြီးတော့ဆန်းဆောင်ရေးကောင်းတယ်အစုဖွဲ့ကောင်းတယ်ဒါကဒီပြည်တွင်းမှာလည်းဒီတိုင်းပဲဒီ Europa League မှာဆိုရင်လည်းဒီတိုင်းပဲပေါ့နော်ဒါကခြားနာတဲ့အချက်မဟုတ်ဘူးအဲ့တော့ကွာခြားတာကတော့ပေါ်တိုနဲ့ဒီ Braga ကြားပေါ့နော်သူတို့နှစ်သင်းကြားမှာဆိုရင်ပေါ်တိုကတော့အရန်ကြီးအနေထားတစ်ခုမြင်တဲ့အသင်းပေါ့နော်အနေထားတစ်ခုဆိုတာဖွင့်လှစ်မှုအနေထားကိုပြောတာပါဆိုတော့ဒီနေ့ budget ဖွင့်လှစ်ထားတဲ့အတိုင်းဒါမှန်လားလို့ကျွန်တော်တို့လိုက်ကြည့်မယ်ဆိုရင် budget နဲ့ဒီ forest ဆိုတာကအခုလက်ရှိမှာသူတို့ဒီကိုစီမြည်တွင်းနေမှာပေါ့နော်ရက်တီမှုကတော့ forest ကဒီတန်းစင်းစုံနာရောက်နေပြီမဲ့ budget ကတော့ဒီချန်ပီယံsorry ဥရောပဝင်ခွင့်နေရာနာပေါ့နော်အဲ့လိုမျိုးပြောင်းပြန်ဖြစ်နေတယ်ဆိုတော့အထက်ကိုပြောင်းပြန်ဖြစ်နေတဲ့အတိုင်းဒါဆိုပေမဲ့လည်းသူတို့ရဲ့ league အဆင့်တိုင်းရဒီနှစ်သိန်းရဲ့လက်ရှိဖွင့်လှစ်မှုပုံစံတွေပေါ့နော်ဒီဥရောပပြိုင်ပွဲတွေမှာဖွင့်လှစ်တဲ့ပုံစံတွေကအတူတူလောက်သွားပါတယ်မြင်ချင်းမြင်ရင်တော့မှ forest ကမြင်အောင်မဲ့အတိုင်းဒါရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Porto နဲ့ Braga မှာဆိုရင်လည်း Porto ကအရန်ကြီးမြင်တယ်ပေါ့နော် Braga ထက်ဒီလိုပဲရလက်ပိုင်းမှာဆိုရင်လည်း Betis နဲ့ Forest နဲ့ဆိုရင်နှစ်သင်းကကျွန်တော်က Betis ကတော့မှပို့ပြီးတော့ဒီသူ့ရဲ့ဒီစပိန်မှာပေါ့နော်ဆန်းဆောင်ရေးကောင်းတယ်လို့ကျွန်တော်တွေ့တယ်နောက်ပြီးတော့ Braga ကအဝေးဝင်ဆန်းဆောင်ရေးတော်တော်လေးညံ့တယ် Porto ကမှကောင်းအောင်ပဲပေါ့နော်ဆိုတော့ဒီလိုမျိုးလေးရှိတယ်ဒီဟာတွေကိုအခြေခံပြီးတော့ကြည့်မယ်ဆိုရင်ဒီနေ့Betis ဖွင့်လှစ်ထားတဲ့တလုံးဆိုရင်အပြည့်နီးပါရမယ်ဆိုတဲ့အတိုင်းဒါတော်တော်လေးကိုမှန်ကန်မှုရှိနေပါတယ်တော်တော်လေးမှန်ကန်မှုရှိနေတယ်လို့ခုနပြောသလိုပဲစမ်းဆောင်ရေးပေါ့နော်စမ်းဆောင်ရေးကလည်းပြောရရင် Braga ကိုကျွန်တော်ဒီနေ့အဝေးကွင်းကိုသူ့ရဲ့ဒီပေါ်တူဂီမြေမှာမဟုတ်တဲ့အတွက်ဒီနေ့အထင်မကြီးမိပါဘူးအဲ့တော့ကျွန်တော်ဘတ်တစ်ကိုဒီနေ့အထင်ကြီးမိပါတယ်တခြားသောပွဲတွေကိုလေ့လာအောင်မယ်ဆိုရင်တော့ကျွန်တော်ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်ရဲ့ private channel တွေမှာရှိပါမယ်အားလုံးပဲ join ထားဖို့ဖိတ်ခေါ်ပါတယ်